ဘယ်လိုတော့မပိတ်ထားတယ်ဒီအစပဲနားမှာလည်းမကြည့်ဘူးဗျာကောင်းတော့ကောင်းတယ်ဗျာနေရောဗျာကျွန်တော်ဓာတ်နဲ့ကျွန်တော်ကြုံနေတယ်ဓာတ်နဲ့ခွဲလို့ဟုတ်ပါပွင့်တော့ပွင့်သွားပြီခက်တော့ပွင့်ကဲပုံဖောက်ပါရရှိမယ်ကြည့်မှာကဲလားဒီမှာပွင့်သွားပြီโอเคထဲမှာကြည့်မယ်နော်ဒီမှာ5000 mAh ကဲဒီမှာကဲဒီမှာဘက်ထရီက5000 mAh ဘက်ထရီကကဲဒီမှာတပြားပဲပါတယ်ဗျာတပြားပဲပါတယ်ပေါ်ပဲနေရတယ်မှာ5000 mAh เนาะဒီမှာကဲဒီမှာပေါ်မှာခင်ဗျားတို့လက်ဆောင်ထည့်ပေးထားတဲ့ဟာလေးကဘာလေးလဲမသိဘူးကျွန်တော်တို့အတူတူဖွင့်ပေါက်ကြည့်ကြစို့โอเคဖွင့်ပေါက်ကြည့်ကြပါစို့ခင်ဗျာဖွင့်ပေါက်ကြည့်ကြပါစို့ကဲခင်ဗျားတို့ပေါ်ပန်းဆိုရင်လေးမှဘက်ထရီ mAh ပိုများတယ်ဆိုတဲ့သူတွေအတွက်ပြုတ်ကြီးတွေကပြုတ်ပြာကြောက်ခဲလေးတွေထည့်ပေးလိုက်ပါတယ်ခင်ဗျာပြောပါဠိအဲ့လိုခုနပါဠိစကားနဲ့ဒီကစကားနဲ့နားလဲတယ်လို့ပြောတဲ့ပုံစံမျိုးဟာအရှင်သရဗုဒ္ဓဂုဏ်ဆရာတော်စော်ကားခြင်းပဲဘာလို့အရှင်များသိသလောက်သိတဲ့လူတွေရှိမယ်ဒေါသမထဘူးနော်တော်ချမ်းဒီလိုပြောရင်တီးကြလာပြီဘာကြောင့်လဲဆိုတော့ဒါကိုဒီအလုပ်လုပ်မှာရမ်းလုပ်တဲ့အထက်မှာအကာဓမ္မမပါဘူးဒါကြောင့်ဒီကနေ့ဒီဘွားနေတာရှင်းတယ်နော်ဒေါသမထဘူးနော်မတော့ပါဘူးဘာလို့ဦးစင်းကမှန်တာကိုပြောပြတာဒါကအဖိုးကဒီစကားတွေကိုလည်းမပြောတတ်တာဘူးမာလာကောက်ပြောလေပြောပါလက်ခံနေမာလာကပြောလို့ရတယ်အဖိုးအင်ဒိုနီးရှားကိုသွားတယ်စူပါဒရာကိုသွားတယ်ကိစ္စတစ်ခုလည်းခေါ်ပါလို့သွားဘူးတဲ့သွားဘူးတော့အဖိုးဘယ်လို6လဲဆိုတော့ဗမာကြီးပါဒါနဲ့ဆရာတော်ကြီးမှတ်မိချင်မှမှတ်မိမှမှန်ကြဒီနိုင်ငံကြီးကဗုဒ္ဓသာသနာထွန်းကားတဲ့နိုင်ငံဘာလို့အစ္စလာမ်လူမျိုးတွေရောက်လာလဲဒါနဲ့တိုင်းနဲ့ထက်တာမကောင်းဘူးနော်အဲ့ဒါဟုတ်ကိစ္စမရှိရတယ်အဲ့ဒါကိုဖိုးကအဖိုးရိုက်ထိုးပြီးတော့မြန်မာနိုင်ငံပုံကိုယ်သူပုံကိုယ်များတဖုံရေးတစ်ခွက်လုံးဒီနိုင်ငံကိုကြွပြီးတော့တာလာပြုတ်ပေးပါဆိုဖိုးထိတ်ထားလိုက်တော့ဒါနဲ့တော်ရဖအောက်ဆရာတော်လို့လည်းမသိဘူးဒါနဲ့ဘွားကနေပေါ်လာတာဆရာတော်မျက်နှာအေးပေါ့ပြီးတာနဲ့တခါဆရာတော်မျက်နှာပေါ်လာတယ်အဲ့ရဖက်ဖို့ကြီးတော့အင်ဒိုနီးရှားမှာသာသနာဖွင့်ဖို့အတွက်မြေလှူပါဆိုဟာဝမ်းနေတိုင်းမြေတွေမှာကြာအဖို့တကယ်လက်တွေ့ဖြစ်ခဲ့ဘူးလေကျေးဇူးတင်ပါတယ်မြေတွေမှာပေါ့ကြာတယ်ဘာကြောင့်ဘာသိပဲလဲမသိဘူးဘာသိပဲလဲဆိုမသိဝမ်းတာအားကြီးရင်လှိုင်ပြီးကြာတယ်မြေကြီးကိုဆူတောင်းပြခဲ့တယ်ဘာလုပ်ခဲ့လဲဆိုရင်ဟိုဆရာတော်လည်း၆ခဲ့တယ်ဂေါရမမြတ်စွာဘုရားလည်းကြောက်တယ်ဒီသာသနာကြီးပြန်ထုံးကားပါသေးပြန်ပြောကြည့်အောင်ဆရာတော်လည်းလျှောက်တယ်ဆရာတော်လှမ်းလျှောက်တယ်မသိဘူးဆရာတော်ဂေါရမမြတ်စွာဘုရားလည်းလျှောက်တယ်ဆိုလျှောက်တယ်တော့အဖိုးကဖရားလေးပါတယ်ဖရားတဆူပါသွားတယ်အဲ့ဒီတိုင်းမှာအရှင်ဂေါရမမြတ်စွာဘုရားသာသနာကြီးပြန်ထုံးကားပါဒီနိုင်ငံမှာဗုဒ္ဓဘာသာနဲ့ဖရားပြတ်တည်ကြီးပဲအများကြီးပေါ့လေဘလို့ဖြစ်လဲဗုဒ္ဓဘာသာနဲသွားတာလေမတွေ့ရပါလားဖရားဆိုရှောက်တယ်ရှောက်ပြီးတော့ဒီမှာသာသနာထုံးကားတဲ့ပုဂ္ဂိုလ်တစ်ပါးကြွပါစေဆိုပြီးတော့ဆူတောင်းလိုက်တယ်ဆူတောင်းပြီးအမွှေးလိုက်ထုံးလိုက်တယ်အမွှေးလိုက်ထုံးခဲ့တယ်ခိုးပြီးထုံးလာတာအမွှေးလိုက်တာအင်ဒိုနီးရှားမှာတပင်အောင်တော့ထုံးတာဒါနဲ့ပေါ်လာဆရာတော်ကြီးဖောက်ဆရာတော်ဘုရားကြီးမျက်နှာပေါ်လာတယ်ဒါလက်တွေ့နော်ကောင်းဖြတ်လာဖြတ်ပါလက်ခံဟုတ်ပါတယ်လက်တွေ့တကယ်လက်တွေ့အဲ့ဒါလက်တွေ့ကိုတကယ်ခံစားခဲ့ရတဲ့အရာဝတ္ထုအများကြီးခံစားရလက်ခံပါတယ်ဥစ္စာအဲ့ဒါနဲ့ပတ်သက်ရင်လည်းမငင်းပါဘူးဘာလို့ပုဂ္ဂလိကတူတဲ့ခံစားရတာကိုလူတိုင်းကိုပြောပြလို့မရဘူးမပြောခဏမှပြောပြနော်ဟုတ်ပြောပြီစားတော့ဒါနဲ့ပတ်သက်လို့ပြောပြမယ်လေးနှစ်ကျော်ကြီးဆရာတော်ခဏမှ6ပြတာဒါလက်တွေ့ဒီဆရာတော်နဲ့အကြောင်းကိုလည်းခဏမှကလေးတွေပြောတယ်ဆရာတော်ရှိတယ်ဆိုလည်းမပြောဘူးသူတို့တာသမီးတွေမပြောဘူးဟုတ်ပါဘူးဒီလိုပါဖုံပြောချင်တာတကာတော့လည်းပြောချင်တာဒီလိုပါဘိုးတော်လည်းပြောချင်တာမနေ့ကဦးစင်းစီကိုဒီဆရာတော်လာတော့
မနေ့ကကြွလာကိုပြန်ကြွရဲနော်တဲ့ဒကမတွေအများစုကဦးစင်းကျောင်းမှာမနေ့ကကြွရဲကိုတော့ဆိုလည်းတခြားမဟုတ်ဘူးဩစတြေးလျကိုတော့မနေ့ကဦးစင်းကျောင်းကိုကြွသွားတယ်အဲ့ခါမှာနောက်တနေ့ तू ကတရားလာဟောတော့ तू လို့ပဲထင်တယ်သူ့အမြင်ကအဖြူရောင်မြင်အကုန်တူတူလို့ထင်တဲ့ဟိုဦးစင်းတို့ကံပေါက်ကမှဦးစင်းကထိန်လာခင်းတာဟုတ်ဒီဆရာတော်ကိုနောက်ဆရာတော်လို့သူတို့မသိဘူးမနေ့ကလာတဲ့ဆရာတော်ကဟိုဦးစင်းဒီမှာအမေးဖြေလုပ်ပြီးနောက်တစ်ခေါက် အဲ့ဒါကိုလည်းဘိုးဘိုးကုန်းလည်းမေးတယ်ဆရာတော်ဖះဆရာတော်ဖះသိပြီလားဗျာသိပြီလားဆိုအတွင်းသိတော့တရားဘာဝနာကိုကျင့်နေတာဒါနဲ့ဆရာတော် ဘာပြောလဲဆရာတော်ဘာပြောလဲချက်ကြပါ ဆရာတော်ကသူမသိဘူးမသိပဲပြောတယ်ဒါနဲ့ ရိုးသားလားမရိုးသားဘူးလား ရိုးသားခြင်းနဲ့ပြောတာဆိုဒါနဲ့စိတ်ထဲမှာမသိသေးပဲနဲ့နံသွားနေတာရှိတယ်အဲ့ဒါဘိုးလက်ခံတယ်အဲ့ဒါလက်ခံတယ်ဘာကြောင့်လဲဆိုတာမြတ်ဆရာတော်မိုင်းဘုတ်ဆရာတော်ဖះကိုဘိုးဖူးခြင်းလို့မိုင်းဘုတ်ဆရာတော်အကြောင်းမှထဲပြောလို့ရပြီနော်ဘိုးဖူးခြင်းလို့လေသမီးမိုင်းဘုတ်ဆရာတော်ဂျန်ကိုကြွအောင်မယ်ငါ့ကိုပို့ပါသားငါသွားဖူးခြင်းတယ်ဆရာတော်နဲ့အဲ့လိုတည်းပါအချိန်မကြသေးဘူးလေမနှောနဲ့ပြောတယ်အချိန်မကြသေးဘူးလေအဖိုးလေမတ်တက်ရက်ပြီးတော့တရားမှတ်ပြီးတော့ပြန်ပြီးတော့လေဝမ်းတာလို့ဖူးပြီးတော့နောက်ပြန်ဆုတ်လာဆရာတော်လက်အုပ်ရှိပေါ့ဆရာတော်ကောင်းရမ်းတယ်ဘာဖြစ်လို့ကောင်းရမ်းတာလဲကိုမသိဘူးဒါနဲ့ तू ကမပြောတဲ့လူတွေအများကြီးရှိတယ်အဲ့ရနဲ့ဖိုးပြန်ဆုတ်လာတယ်ပြန်ဆုတ်လာပြီးတော့ဘာဖြစ်မိုင်းမုံဆရာတော်ဖះကြီးကိုဝင်တော့မယ်ဆိုတော့စိတ်မကောင်းသွားဖူးကြတယ်ကဲခဏိတ်ဒိဋ္ဌာမိုင်းမုံဆရာတော်ဖះကြီးရဲ့ရေမန်းကျွန်ုပ်ချီရောက်ပါသေးဆိုပြီးဒိဋ္ဌာလိုက်တယ်သမီးရဲ့နောက်ဒီစက်တကအရာရှိဘင်းကတယောက်ကဘိုးရေမန်းယူမလားဆရာတော်ရေမန်းတွေပွက်နေတယ်ပေါ့လာပေးပါတယ်အဲ့ဒါတခုတော့လက်တွေ့ဖြစ်ပြီပါကျန်တော်ဖြစ်လာတော့အများကြီးပြောမယ်ဆိုရင် ဒါပေါ့ရှိတာ ပြောမယ်ဆိုရင် အဲ့ဒါလေဦးစင်းလက်ခံတယ်ဘာဖြစ်လဲဆိုတော့ဦးစင်းကအဲ့ line ကိုတော်တော်များများလိလာခဲ့သလိုဦးစင်းတိုက်ဆိုင်မှုတွေအများကြီးလိလာထားရသူပါ တိတယ်ဘုံဘုံရဲ့ဆရာငါဘုံဘုံရဲ့ပါရမီရှေးဘက်ကပါရမီကြောင့်လည်းဖြစ်လာတာ ဆိုတော့ အချိန်တိုင်းရင်ဒီနေရာကိုရောက်သွားကြတာပဲစီးပွားရေးသမားတွေကဆင်ရတာအရက်သမားဖြစ်လဲဒီလိုင်းသူ့လိုင်းကိုသူသွားတာပဲဒါကိုတော့ဘုံဘုံလက်ခံတယ်ဆိုတာဒီကလေးကဒီရဲ့ကောင်ကဒီခန္ဓာကိုယ်က39နှစ်မှာဘာမှသိတာမဟုတ်ဘူးဘီယာတောက်နေနေဘီယာတောက်နေနေအမွှေးတဲ့တရားကိုဟဲ့လိုထိုးတာခန္ဓာကိုယ်တွေထိုးပြတယ်အမွှေးစားပြတယ်ဒါလက်တွေ့ပြောပြတာဒါလိန်လို့မရအောင်နာနောနာ၅ပါးကိုလည်းဥဒိတ်ထားပြီးတော့၆တယ်ပါတာဒီပါတာတွေကိုလည်းဥဒိတ်၆တယ်မှုတာမလုံးဝမပါဘူးမှန်တော့တဲ့စကားဖြစ်ရင် အဲ့တော့ဦးစ တရား င်း ရှင်းလို့တွေးပါအငယ်ပြီးပြီတရားထိုင်ပြီးတော့ ဦးစင်းအခုဦးစင်းနဲ့အမေးပြေလုံးမယ်ဆိုတော့လက်ခံလားပြောမလား လက်ခံတယ် ပြောလို့ရနော် ဘာလို့ ဟိုဒကမနာမည်ဘယ်လိုခေါ်လဲမသိ ကြည့်အောင်ပါဗျ မထေးကအသက်ဘယ်လောက်ရှိသွားပြီလဲ 63ပါ အော်မာကြီးမထေးပေါ့တကားရော ဒီလိုနာမည်ကဦးညာထွန်းပါဗျာ အသက်ဘယ်လောက်ရှိလဲမကွညာထွန်း 56နဲ့ အော်ရွယ်တူကကွညာထွန်းနဲ့ဦးစင်းတရက်တည်းမမွေးရင်ကံကောင်းပါဆိုတော့ ဘိုးကတော့ဒီမှာအတူမခံ ရောက်မယ်ကြီး အလူလိုက်မခံဘူးဒီကအကြုံရင် ကောင်းပါလေဒါလည်းအလူမခံဘူးဆိုတာဒီကိုရိုနာပြဿနာတက်နေတာအခု အဲ့ဒါဟုတ် ဟုတ်တယ် အဲ့ဒါ ဒီဗီဒီယိုလေးကခင်ဗျာဒါမြန်မာပြည်ထဲကိုတင်သွင်းနေတဲ့တရုတ်ပစ္စည်းတွေကိုကျွန်တော်တို့အနေနဲ့တည်တည်ကြကြစားတတ်ဖို့လိုပါတယ်ခင်ဗျာဘာဖြစ်လို့လဲဆိုတော့မြန်မာပြည်ထဲကိုတရုတ်ပစ္စည်းတွေထည့်နေတာကဒါတချို့ကြတော့ဒါဂျင်းထည့်ပြီးတော့ရောင်းနေတာတွေလည်းရှိပါတယ်ဒါကြောင့်မို့တော့တရုတ်ပစ္စည်းတွေမြန်မာပြည်ထဲကိုရောက်နေတာကကျွန်တော်အနေနဲ့စစ်ဆေးဖို့လိုပါတယ်ခင်ဗျာအစားနောက်ပြီးတော့ဒီပါဝါဘန်းနေနဲ့ကျွန်တော်တို့ကိုတွေ့မြင်ရတဲ့အတိုင်းပဲဒါချိန်ချက်ခင်ရတာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့နိုင်ငံကများသောအားဖြင့်တရုတ်နိုင်ငံကိုမိခိုရတဲ့နိုင်ငံဖြစ်ပါတယ်နောက်ပြီးတော့ထိုင်းနိုင်ငံကိုလည်းကျွန်တော်တို့နိုင်ငံကစီမာရမိခိုရတာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့တော့ဘယ်ရပဲဘလို့ပဲလာလာကျွန်တော်အနေနဲ့သတိထားစားသုံးဖို့လိုပါတယ်ကျွန်တော်ဗီဒီယိုကိုဆုံးအောင်ကြည့်ပြတော့လဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ